လို့ပါဘူးကွာမလို့ပါဘူးဘာမှမဆိုင်နဲ့ဒီလိုစီဝေးသွားတာကိုမတက်မသွားပါဘူးဆိုပြီးတော့လက်မှတ်ထိုးခိုင်းတာတွေကိုရှိတဲ့ဆိုလို့ရှိရင်တကယ်ပဲတမရှိတဲ့အစိုးရတကယ်ပဲကိုယ်သိက္ခာကိုတောက်ပိုးထားတဲ့အစိုးရဒီလိုလုပ်ချက်တွေကိုအရေးယူပြီးတော့နောက်မဖြစ်အောင်လို့တော့လုပ်ရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တော့ဒါကိုစုံစမ်းမယ်ဒီလိုပဲဒါမသိကြအောင်ဆောင်နေဘူးတကယ်ပဲဒီလိုဖြစ်ခဲ့သလားဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ကောက်ွက်တယ်အဲ့တော့ကျွန်တော်တို့ဝန်ထမ်းတွေကရောပြည်သူလူထုတွေကရောဒီလိုမတော်မတရားမလုပ်တဲ့ကိစ္စတွေလုပ်ထားရှိတယ်ဆိုလို့ရှိခဲ့တယ်ဆိုလို့ရှိရင်တတ်တိရှိနဲ့တိုင်မှာတတ်တိရှိနဲ့အသိပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခံနေဆက်ပြီးခံနေရမှာနော်ခံကောင်းလို့ခံနေတာလို့လူတွေကထင်းနေလိမ့်မယ်အဲ့တော့မခံဘူးဆိုတာကိုပြရမယ်မခံတဲ့ကိစ္စကိုကျွန်တော်တို့မခံရဘူးအဲ့ဒီအကြောင်းမို့လို့မသိတော်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အုပ်ချုပ်မှုကိုကျမတို့ခံဖို့ဆိုတာမဖြစ်နိုင်ပါဘူးအခုဆိုလို့ရှိရင်တော်တော်များများ2015ဆိုပြီးပြောကြပါတယ်2015ရွေးကောက်ပွဲအကြောင်းပေါ့နော်ပြောကြတာပေါ့2015ရွေးကောက်ပွဲကိုမျှော်ကိုးကြတာပေါ့2015ရွေးကောက်ပွဲကတရားမျှတဖို့ဆိုလို့ရှိရင်ကျမတို့ဒီ2014အတွင်းမှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့လိုပါလိမ့်မယ်ဒီလိုမပြုတ်ပြင်မပြောင်းလဲပဲနဲ့တော့2015အတွက်ကျမတို့မျှော်လင့်နေလို့မရပါဘူးကျမတို့ရဲ့စုပေါင်းအင်အားနဲ့လုပ်နိုင်ပါတယ်စောစောကျမတို့ပြောသလိုပေါ့နော်ရာသီဥတုကအေးချမ်းနေဒီဟာကားမှလို့ရှင်လဲဟာကားလေးရနာမည်ကြီးပဲအင်တာမအေးပါလေဆိုတော့အဲ့တော့သို့သောလည်းလူတွေစုပြီးထိုင်နေတဲ့ခါကျတော့နှွေးသွားတယ်တယောက်တည်းရတယ်ကျမတယောက်တည်းရတယ်နည်းနည်းပူချမ်းတယ်ဒါအောက်ကလူတွေစုပြီးထိုင်နေတဲ့ခါကျတော့နှွေးတယ်ဒါဟာစုပေါင်းအင်အားပဲအဲ့တော့ကျမတို့အားလုံးစုပေါင်းပြီးတော့ကျမတို့အင်အားတွေစုပေါင်းပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်တယ်လို့ကျမအဓိကယုံကြည်ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်များထဲမှာတိတ်ပြီးတော့အရေးကြီးတာတော့တတ်မတော်ပါပဲဒါဟာကျမတို့ကနေပြီးတော့ရင်ဆိုင်ရမယ့်ကိစ္စတစ်ခုပဲတတ်မတော်အနေနဲ့လည်းဒါကိုတတ်တိရှိနဲ့ရင်ဆိုင်စေချင်ပါတယ်မသိအောင်ဆောင်နေလို့မဖြစ်ပါဘူးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူလူထုကပြင်ကျင်သလားမပြင်ကျင်ဘူးလားဆိုတာကိုတမတော်ကနေပြီးတော့လေ့လာသင့်ပါတယ်ပြည်သူအများစုကပြင်ကျင်တဲ့အကြောင်းရင်းကလည်းဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မတာရင်တကယ်ကိုစစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကျမတို့ထူထောင်နိုင်မှုဖြစ်ရဆိုရင်တမတော်အနေနဲ့တတ်တိရှိနဲ့ပြင်သင့်တဲ့ကိစ္စတွေကိုပြင်ရမယ်လို့ကျမဒီတိုင်းပဲယုံကြည်ပါတယ်တမတော်လုပ်ပြီးတော့တတ်တိမရှိလို့ရှိရင်ဒီနိုင်ငံကိုဘယ်လိုလုပ်ကာကွယ်မှာလဲအဲ့တော့တတ်တိဆိုတာအမျိုးပါစစ်မြေပြင်မှာတိုက်ရဲတဲ့တတ်တိဆိုတာလဲတံပိုးထားရမယ်တတ်တိပါသို့တော်ညာလဲနောက်ဆုံးကြတော့တိုက်ရဲခိုက်ရဲတဲ့တတ်တိတွေတဲ့အားလုံးအထက်မှာရှိတဲ့တတ်တိဟာစိတ်ဓာတ်အင်အားတတ်တိပဲဖြစ်ပါတယ်မှန်ကန်တဲ့အရာကိုလုံရဲတဲ့တတ်တိတွေကြီးတဲ့တတ်တိမရှိပါဘူးလို့ကျွန်မပြောပြတယ်ဒါကြောင့်မလို့ကျမတို့ရဲ့နိုင်ငံမှာရှိတဲ့အားလုံးသောအဖွဲ့အစည်းများအားလုံးသောပုဂ္ဂိုလ်များအားလုံးသောအဖွဲ့အစည်းတွေတတ်မတော်ပါဘူးပြည်သူလူထုကိုကောင်းကျိုးပေးမယ်ပြည်သူလူလိုချင်တဲ့နိုင်ငံတစ်ခုကိုထူထောင်နိုင်စေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုအများဆုံးပေါ်လာနိုင်အောင်လို့ဝိုင်းပြီးတော့ကြိုးစားကြပါလို့ကျွန်မတိုက်တွန်းချင်တယ်